ဦးသိန်းရဲ့ပွဲကတော့ဒေါက်တာဝိလန္တာဖြစ်ပါတယ်ဒီယတနာမြင့်နိကေဗုဒ္ဓတက္ကသိုလ်မှာဒီကနိကေဌာနမှုဖြစ်နေတာဝန်ယူရထမ်းဆောင်နေပါတယ်အဲ့တော့ဒီကဌာနမှုအနေနဲ့ကတော့ဦးသိန်းတို့ဒီသင်ကြားရေးပိုင်းမှာပေါ့သင်ကြားရေးပိုင်းမှာအင်္ဂလိပ်မီဒီယမ်ရှိမယ်မြန်မာမီဒီယမ်ပေါ့အင်္ဂလိပ်ဘာသာနဲ့သင်တာရှိမယ်မြန်မာဘာသာနဲ့သင်တာရှိမယ်အဲ့တော့ဒီကဌာနအတွက်အင်္ဂလိပ်စာနဲ့ပတ်သက်လို့ဒီသင်ကြားမယ့်ဆရာတွေနောက်တစ်ခါမြန်မာဘာသာနဲ့သင်ကြားမယ့်ဆရာတွေဒါတွေကိုဦးသိန်းတို့ဌာနမှုအနေနဲ့တာဝန်တွေအနှင်းရတယ်ပေါ့နော်စာဒီသင်ကြားမှုတစ်နှစ်စတာနဲ့တပြိုင်နက်ဘယ်ဆရာတွေကဘယ်ဘိုင်းမှာသင်ပဲဘယ်ဆရာတွေကဘယ်ဘိုင်းမှာသင်ပဲစသည်ဖြင့်ဒီလိုတာဝန်တွေခွဲဝေပေးရပါတယ်နောက်တစ်ခါဆောင်းဝဲကာလရောက်ရင်လည်းပဲဒါဌာနမှုတယောက်အနေနဲ့သူတို့ဖြစ်တင်ဖြစ်တိုက်တဲ့မိကွန်းတွေအခန့်ကဏ္ဍတွေကိုလည်းပဲတာဝန်ပေးရတယ်ပေါ့နော်အဲ့ဒီလိုသင်ကြားရေးပိုင်းမှာအဲ့ဒီလိုတာဝန်ယူရပါတယ်အခက်ခဲကတော့ဒီလောက်ကြီးတော့မရှိပါဘူးသင်ကြားမှုကလည်းပဲ online စနစ်ဖြစ်တဲ့အတွက် Zoom meeting ရပဲသင်တာဆိုတော့တခါတလေ line မကောင်းတဲ့အခက်ခဲရှိတာလည်းပဲလို့တခြားတော့ရန်အခက်ခဲကြီးတော့မရှိပါဘူးဆရာတွေအနေနဲ့လည်းပဲသူ့ media နဲ့သူသင်ကြားဖို့အတွက်တည်တံ့တာဝန်တွေခွဲပေးထားတဲ့အတွက်အားလုံးကတော့အဆင်တပြေဖြစ်ပါတယ်အခုလိုပေါ့ယတနာမြင့်နိကေဗုဒ္ဓတက္ကသိုလ်လိုတက္ကသိုလ်တွေပေါ်ပေါက်လာတဲ့အတွက်ဒီဗုဒ္ဓစာပေတွေသင်ကြားတဲ့နေရာမှာပေါ့ဦးသိန်းတို့ငကောကတော့ဒီပရိယတ်တိသင်ကြားတဲ့စနစ်ကတော့ tradition ပေါ့ traditional teaching method နဲ့ပိဋကစာပေတွေကိုလေ့လာတယ်ဒါတွေလည်းပဲအင်မတန်မှကောင်းတဲ့သင်ကြားနည်းတွေပါပဲဒါပေမဲ့ဒီဗုဒ္ဓတက္ကသိုလ်တွေပေါ်ပေါက်လာခြင်းအပြင်ဦးသိန်းတို့ကဒီပိဋကစာပေတွေကိုလေ့လာတဲ့နေရာမှာanalytical တို့ critical တို့စသည်ဖြစ်ပေါ့နော်ခွဲခြမ်းစိတ်ပြလေ့လာပြီးတော့သင်ကြားတဲ့အတွက်ဒီဗုဒ္ဓတရားတော်တွေရဲ့အစီအနှစ်ကိုပေါ့နော်မြတ်စွာဘုရားဆိုလိုတဲ့တရားတော်တွေရဲ့အစီအနှစ်ကိုမြန်မာလိုလည်းပဲသိခွင့်ရတယ်နောက်တစ်ခါအင်္ဂလိပ်ဘာသာနဲ့လည်းပဲသင်ကြားခွင့်ရပြီးတော့ကမ္ဘာပေါ်မှာပေါ့နော်ဒီဗုဒ္ဓဘာသာနဲ့ပတ်သက်လို့တရားတော်တွေကိုဦးသိန်းတို့ကဖြန့်ဝေမှာဆိုရင်လည်းပဲအင်မတန်မှကိုဒါကောင်းမြတ်ပါတယ်သင်ကြားမှုပိုင်းကတော့ဒီ modern teaching ဖြစ်တဲ့အတွက်ဒါ traditional နဲ့သူကတော့ပို့ပြီးတော့စမ်းပြသွားတာပေါ့နော်အမှန်ကတော့ဒီနိကေတက္ကသိုလ်ဆိုတာတခြားဗုဒ္ဓတက္ကသိုလ်တွေနဲ့ပို့ပြီးတော့နည်းနည်းထူးခြားတယ်။ဘာလို့ထူးခြားလဲဆိုတော့ဒီမှာနိကေကြီးတွေဗုဒ္ဓစာပေတွေကိုနိကေကြီးတွေကိုအင်္ဂလိပ်လိုသင်ရတယ်။သင်ရတဲ့အတွက်မူရင်းပေါ့နော် traditional ကိုလည်းပဲ traditional teaching method ကိုလည်းကြောမသွားဘူး။ဒီမူရင်းပါဠိတော်တွေကိုလည်းပဲအင်္ဂလိပ်လိုသင်ရတယ်။နောက်တစ်ခါအထာဂရတွေတီကာတွေကအဖွင့်တွေကိုလည်းပဲဦးသိန်းတို့ကဒါပြန်ပြီးတော့သင်ကြားပေးရတဲ့အတွက် traditional teaching method ကိုလည်းပဲမကြော်ဘူးနောက်တစ်ခါ modern sport เนาะ modernize ဒီခေတ်နဲ့အညီပေါ့ဘာသာရပ်တစ်ခုကတုတ်တန်တစ်ခုကိုလေ့လာလိုက်တဲ့အခါမှာဒီတုတ်တန်ထဲမှာပါတဲ့လေ့လာထိုက်တဲ့အချက်တွေကိုဦးသိန်းတို့ကအသစ်ပိုင်းကဘယ်လိုလေ့လာမလဲနောက်တစ်ခါ political ပိုင်းဆိုလို့ရှိရင်ဘယ်လိုချင်းကိုက်လို့ရမလဲနောက်က psychology ပေါ့เนาะဒီစိတ်ပိုင်းဆိုင်ရာတွေနောက်ကဒီဘုရားတရားတော်တွေပေါ့เนาะနီးဘောင်းစုံနဲ့ပေါ့နော်ဟိုဒီချစ်ကပ်မှုဘောင်းစုံနဲ့ဒီလိုချစ်ကပ်ရတဲ့အတွက်ဒါပိုးပြီးတော့ဗုဒ္ဓရဲ့တရားတော်တွေရဲ့ဆိုလိုရင်းတွေကိုပိုးပြီးတော့ထိတိမိမိသင်ကြားခွင့်ရတယ်ပေါ့နော်ဒါတော့သင်ကြားခြင်းထူးခြားတဲ့အချက်တွေပေါ့နှစ်စဉ်ပေါ့နော်ဒီအကြောင်းဖွင့်ခြင်းပေါ့ဒီပထမ6လပိုင်းမှာစပြီးတော့အကြောင်းဖွင့်တာတွေရှိတယ်နောက်တော့ဒါတွေကကျောင်းဖွင့်ကနေဆိုရင်ဒီတက္ကသိုလ်ဒီ page ကလည်းပဲကြော်ညာတာတွေရှိပါတယ်ကျောင်းသားတွေလက်ခံပြီးတော့entrance ဖြေရတာတွေရှိတယ်ပေါ့နော်အဲ့လိုဖြေကြပြီးတော့အောင်မြင်လို့ရှိရင်ဒီမှာတက်လို့ရတယ်ဒါပေမဲ့သူ့ရဲ့အခြေခံသတ်မှတ်ချက်အနေနဲ့ပေါ့နော် MA တက်မယ်ဆိုလို့ရှိရင်ဒါဒီအခြေခံပေါ့ယဟန်တော်တွေဆိုလို့သီလရှင်တွေဆိုလို့ရှိရင်ဒီသာသနာဓမ္မစရိယပေါ့နော်သာသနာတသဓမ္မစရိယပြီးရမယ်လူပုဂ္ဂိုလ်တွေအနေနဲ့ဆိုလို့ရှိရင်လည်းပဲတခြားတက္ကသိုလ်တစ်ခုခုကနေရော BA ပေါ့နော်ပြီးထားမယ်အဲ့ဒီလိုအရေးချင်းနဲ့တတ်မှတ်ပြီးတော့လက်ခံတာဖြစ်တဲ့အတွက်အခက်ခဲတော့အရင်တော့မရှိပါဘူးတက္ကသိုလ် page ကလည်းပဲအများနဲ့ကြီးညားနေတာဖြစ်တဲ့အတွက်စုံစမ်းပြီးတော့တက်ရောက်လို့ရပါတယ်တခြားဒီတက္ကသိုလ်နဲ့ပတ်သက်လို့ကိုယ်မှာတည်ထိုက်တဲ့ဒီတက္ကသိုလ်တက်ရောက်ဖို့အတွက်ကိုယ်ကတော့အခြေခံကတော့ English ကတော့ရှိထားမှာပေါ့နော် English က good enough ပေါ့အရင် expert မဟုတ်တော့ကဒီ English ဘာသာနဲ့လေ့လာမှာဖြစ်တဲ့အတွက် English ဘာသာကိုတော့အသင်ကျွမ်းကျင်ဖြစ်အောင်ကြိုးစားထားရမယ်ပိဋကစာပေတွေလေ့လာမှာဖြစ်တဲ့အတွက်ပိဋကနဲ့လည်းပဲ
ရင်းရင်းနှီးနှီးဖြစ်ရမယ်ပေါ့နော်ဒါအဲ့မဲ့သင်ကြားနေတဲ့အတော်အတွင်းမှာလည်းဒီမှာဒီတက္ကသိုလ်မှာ English လိုအပ်လို့ရှိရင်လည်းပဲ English ဘာသာကိုပို့ကူဆိုရင်လို့ရှိရင်အပိုဆောင်အနေနဲ့ထပ်ပြီးတော့သင်ပေးထားတဲ့အတွက်အရင်တော့ခက်ခဲတော့မရှိတော့ဘူးเนาะဒါတက္ကသိုလ်တက်ရင်ကနေပြီးတော့ကျွဲကူရေပါဆိုတော့လို့ English ဘာသာလည်းပဲဆက်ပြီးတော့သင်ကြားသွားလို့ရမယ်ပိဋကပိုင်းနဲ့လည်းပတ်သက်လို့လည်းပဲဆရာတွေကဒီပါဠိတော်တွေအထာဂရာတွေတိကာတွေဒီမှာပို့ချပေးတာဖြစ်တဲ့အတွက်ဒါအခက်ခဲမရှိပါဘူးအားလုံးဒီမှာလာပြီးတော့နိကေဘာသာတွေကိုသင်ယူပြီးတော့ဗုဒ္ဓဘာသာဗုဒ္ဓစာပေတွေရဲ့အနှစ်သာရတွေကိုလေ့လာလို့ရပါတယ်ဒါအားကြောင့်မလို့အားလုံးဖိတ်ခေါ်ပါတယ်နော်ဒါ page မှာလည်းပဲအမြဲတမ်းစုံစမ်းနေလို့ရပါတယ်